ဇလန်လေးရဲ့စမှာတော့မာယာဆိုတဲ့မိန်းကလေးဟာငွေကိုရေလိုသုံးနေမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခေါင်းကြီးတို့ခုမြင်နေရတဲ့မိန်းကလေးကတော့မာယာပဲဖြစ်ပါတယ်မာယာငွေကိုရေလိုသုံးနိုင်တဲ့ဘောစီမတယောက်ဖြစ်ပြီးငွေကိုရေလိုသုံးနိုင်အောင်တာမကဘဲနဲ့ရေတွေကိုပါငွေဖြစ်ပြောင်းလဲနိုင်ပါသေးတယ်ဟဲစတာပါဗျာဒီနေ့မှာတော့မာယာအမြဲအားပေးနေကြရွှေပြည်လျံဖုန်းဆိုင်မှာကြော်ကြီးနဲ့ရှိုင်းဆိုတဲ့တငယ်ချင်းတွေရောက် security အဖြစ်လုံးနေအောင်တွေ့ရမှာပဲဖြစ်ပါတယ်ရွှေပြည်လျံမိုဘိုင်းဆိုတာကတော့ဖုန်းမျိုးစားစုံတွေကိုဈေးနှုန်းချိုတာပြီးအာမခံပြေးဝါရောင်းချပေးနေတဲ့ဖုန်းဆိုင်ဆိုင်ပဲဖြစ်ပါတယ်ဖုန်းအသစ်တစ်လုံးပေါ်လာတိုင်းချင်းတဲ့မာယာထုံးစံတိုင်းရွှေပြည်လျံမိုဘိုင်းကိုရောက်လာခဲ့ပါတယ်ကြော်ကြီးကမာယာကိုမြင်လိုက်ပြီးဆိုတာနဲ့နှစ်သက်တဘောကျနေခဲ့ပါတယ်မမီတဲ့ပန်းကိုမှ3ခုပြီးလမ်းကျင်နေတဲ့ကြော်ကြီးကိုဒီဇက်လန်းလေးထဲမှာမာယာရဲ့အလှကြောင့်ကောင်းကောင်းကြီးကြာရှုံးသွားတဲ့အရှုံးသမားတစ်ယောက်ဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီเจ้าတွေကိုရှိုင်းတီသွားတဲ့အခါမှာတော့မာယာကိုဖွံ့ပြောဖို့အကြံပေးလာခဲ့ပါတယ်တိုက်ဘာငိုင်းနေရတော့ငါသိရနော်မင်းမာယာကိုချစ်နေရမလားမင်းဒီလောက်ဖြစ်နေရပဲကွာဖွံ့ပြောလိုက်ပေါ့ယောက်ျားပဲကွာဘာဖြစ်လဲမင်းပါတိလို့လဲကွာငါဆိုရဲကောင်နှင်းချမ်းကိုကိုက်ပြီးပစုံရဲကိုရေလုံးပြုတ်စားပြီးကြီးလာရဲ့ကောင်ကွာမာယာဆိုတာရွှေဘုံမှာထိုင်ရွှေတိဆောင်ပြီးကြီးလာတာဒီကငါနဲ့မိုးနဲ့မြည်ရဲကွာဖြစ်နိုင်ပါဘူးကွာဟဲ့ဘာလို့ဖြစ်နိုင်မှာတော့ကွာကြော့ဒီဗီဒီယိုကြည့်လိုက်မင်းဗီဒီယိုကဘာကြီးကြည့်စမ်းပါကွာဟာတိုက်မင်းပြောမှန်တာပဲကွာကျိုးစားရင်ဘာမှမဆိုဖြစ်တယ်ဆိုတာဒီဗီဒီယိုကတက်သေးပဲကွာဒါဘောသားကြီးอ่ะစိတ်ချတိုက်ငါခုကစပြီးကျိုးစားမယ်မာယာငါအတွက်ပဲဖြစ်ရမယ်ကွာမာယာမင်းကောင်တို့အဲ့လောက်တော့လှနေရလဲဒီလိုနဲ့ကြော်ကြီးလဲရှိုင်းပြတဲ့ဗီဒီယိုကြည့်ပြီးမနာတမ်းကြိုးစားပါတော့တယ်တနည်းကြော်ဆိုတဲ့အချိန်ကာလတစ်ခုကိုရောက်သွားတဲ့အခါမှာတော့ကြော်ကြီးတယောက်မာယာနဲ့ချစ်သူတွေဖြစ်ပြီးပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်တနည်းမှာတော့ကျော်ကြီးနဲ့မာယာတို့ဟာရှိုင်းစီကိုထွက်လာခဲ့ပါတယ်ရှိုင်းပြခဲ့တဲ့ဗီဒီယိုကြောင့်ကျော်ကြီးတယောက်မာယာနဲ့နီးစပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတုန်းကရှိုင်းရဲ့ဖုန်းလေးဟောင်းနေတာကိုလည်းကျော်ကြီးတယောက်ကောင်းကောင်းကြီးတတိထားမိနေခဲ့ပါတယ်ဒါကြောင့်ကျော်ကြီးနဲ့မာယာတို့ဟာရှိုင်းပေါ်မှာကျေးဇူးကြွေးဆက်ဖို့သူတို့အတူတူအလုပ်လုပ်ကင်ခဲ့တဲ့ရွှေပြည်လျံမိုဘိုင်းမှာဖုန်းအတစ်တစ်လုံးကိုလည်းဝယ်လာခဲ့ပါတယ်မကြခင်မှာပဲတငယ်ချင်းတွေပြန်ဆုံခဲ့ကြပြီးတော့စကားတွေပြောနေကြပါတယ်ရွှေပြည်လျံမိုဘိုင်းကဝယ်လာတဲ့ဖုန်းကမှန်ပိုင်းအတွက်ပါအာမခံ6လပေးရဆိုတဲ့အကြောင်းကိုပြောပြခဲ့ပြီးကျော်ကြီးနဲ့မာယာတို့နေအောင်အိမ်အပြန်လန်းကိုစခဲ့ပါတော့တယ်မှန်အာမခံ6လဆိုတာကတော့ကျွန်တော်ရွှေပြည်လျံမိုဘိုင်းမှာဝယ်ခဲ့တဲ့ဖုန်းတွေက official warranty 1 year ပါတဲ့အပြင်ကိုမှဆိုင်ဘက်ကနေမှန်ပိုင်းအတွက်အာမခံ6လထပ်ပေးထားတာမျိုးပါဟုတ်ပါတယ်မိတ်ဆွေတို့ကရွှေပြည်လျံမိုဘိုင်းမှာဖုန်းဝယ်ခဲ့မယ်ဆိုရင်ဝယ်ယူပြီးနေ့ကနေစပြီး6လအတွင်းဘာကြောင့်ပဲမှန်ကွဲသွားဆိုင်ဘက်ကနေပစ္စည်းဖို့အခမဲ့လက်ခအခမဲ့ free ပြန်လဲပေးသွားမှာဖြစ်ပါတယ်ဒလန်လေးကတော့ဒါပါပဲကျွန်တော်လည်းဒီဇယ်လန်လေးတွေကရှိုင်းပြခဲ့တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝမှာမဖြစ်နိုင်တာမရှိဘူးဆိုတာကိုလက်ခံနိုင်သွားပါတယ်လူချင်းမင်းတို့လည်းဒီဗီဒီယိုလေးထဲမှာရှိုင်းကကြော်ကြီးကိုဘယ်လိုဗီဒီယိုအမျိုးအစားလေးပြခဲ့လဲဆိုတာကိုသိချင်နေမယ်လို့ထင်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ဘဝမှာမဖြစ်နိုင်တာမရှိဘူးဆိုတော့လက်ခံသွားနိုင်မယ့်ဗီဒီယိုလေးကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်လားဗျာကြည့်ဦးဒါလေးမပြီးလိုက်တော့ဥမာမင်းအကောင်ကြီးနောက်တန်းမကြံတော့ဘူးမပြီးလိုက်တော့ဟုတ်တယ်ကွက်တီပဲပြေးတဲ့အဲ့ဒါဂိုးပြီလှုပ်စမ်းမမောင်လွေငါလို့ရမှာပဲငါလို့မမဲအော်တိတ်အော်လို့မရအောင်ငါလို့မနဲ့ကြပြောင်းခန်းနေအောင်ပဲငါလို့မနဲ့ကြပြောင်းခန်းနေအောင်ပဲ